ဝတီတိုင်းဒေသကြီးလွှတ်တော်မိသားစုများ၏ဝါရင်းကာလအာယုံစုံလောင်းလူပူဇော်ပွဲအခမ်းအနားကို2026ခုနှစ်ဩဂတ်လ6ရက်နေ့နနက်4နာရီအချိန်တွင်ပသိမ်ညူဝိတာခါဒေါ်လာရင်ဓမ္မယုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်အခမ်းအနားသို့အေယာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြ၍ကြောရောက်တော်မူလာကြသည့်တန်ခါတော်အရှင်သူမြတ်များကိုအာယုံစွမ်းနှင့်လူဝဲဝတ္ထုပစ္စည်းများဆက်ကပ်လောင်းလူပူဇော်ခဲ့ကြပါသည်ဆက်လက်၍နနက်9နာရီအချိန်တွင်ရေစက်ချအလှတော်မင်္ဂလာအခမ်းအနားကိုကျင်းပခဲ့ရာတက်ရောက်လာသည့်အပရိသတ်များကတန်ခါတော်အရှင်သူမြတ်များထံမှရှစ်ပါးသီလခံယူဆောက်တည်၍ပရိတရားတော်များကိုနာယူခဲ့ကြပါသည်ထို့နောက်လူဝဲဝတ္ထုပစ္စည်းများနှင့်အာယုံစွမ်းအာဟာရများကိုဆက်ကပ်လှူဒန်းခဲ့ကြပြီးအနုမောဒနာတရားများနာယူကရေစက်သွန်းချအမျှပေးဝေခဲ့ကြ၍အခမ်းအနားကိုနနက်9နာရီအချိန်မှရုပ်သိမ်းခဲ့ပါကြောင်းသိရှိရပါတယ်ရှင်